မြန်မာအသင်းအောက်စုတက်ပြီလို့အတိအကျပြောလို့မရသေးပါဘူး။မလေးရှားကို3-0နဲ့အနိုင်ယူကျော်ဖျက်ခဲ့ပေမဲ့ဗီယက်နမ်နဲ့ကစားမဲ့အောက်စုနောက်ဆုံးပွဲစဉ်ဟာမြန်မာအမျိုးသမီးအသင်းအတွက်အင်မတန်အရေးကြီးပါတယ်။လက်ရှိမှာ2ပွဲကစား2ပွဲနိုင်ရမှတ်6မှတ်နဲ့အောက်စုပရမနေရဖြစ်ပေမဲ့နောက်တစ်ဆင့်တက်ဖို့မသေးကြပါဘူး။ဒါကဖိလစ်ပိုင်ကြောင့်ပါ။မြန်မာအုပ်ဖွဲ့ဝင်မှာရှုံးခဲ့ပေမဲ့ဗီယက်နမ်ကိုအနိုင်ယူခဲ့တာကြောင့်ဖိလစ်ပိုင်ဟာတပွဲရှုံးတပွဲနိုင်ရမှတ်3မှတ်နဲ့မလေးရှားနဲ့ကစားမဲ့လာမဲ့ပွဲစဉ်ကိုအနိုင်ယူခဲ့6မှတ်ဖြစ်သွားမှာပါ။ဒါဆိုရင်မြန်မာနဲ့ရမှတ်တူသွားပါပြီ။ဒီလိုဆိုဗီယက်နမ်ကိုတစ်ချက်ကြည့်အောင်။မနေ့ကဖိလစ်ပိုင်ကိုရှုံးခဲ့ပေမဲ့အဖွဲ့ဝင်မှာမလေးကိုအနိုင်ယူခဲ့တဲ့အတွက်သူ့ရဲ့လက်ရှိရမှတ်က3မှတ်ပါအကယ်၍လာမယ့်ပွဲစဉ်မှာမြန်မာအော်သာထပ်မံအနိုင်ရခဲ့မယ်ဆိုရင်ဗီယက်နမ်ကလည်း6မှတ်ဖြစ်လာပါတယ်ဒါဖြင့်မြန်မာဖိလစ်ပိုင်ဗီယက်နမ်တို့ကရမှတ်တွေတူညီသွားမှာပါဒီလိုဆိုဂိုးကွာရှာချက်ကအရေးကြီးလာပါတယ်မြန်မာနဲ့ဗီယက်နမ်ထိပ်တိုက်တွဲဆုံမှုကိုအခွင့်ကောင်းရုံကမလေးရှားကိုဖိလစ်ပိုင်ကဂိုးတွေရသလောက်သွင်းမှာပါပြီးတော့တေချာပေါက်အနိုင်3မှတ်ကိုလည်းယူမှာပါဒီလိုအနေထားမှာပွဲချက်သွားတဲ့မြန်မာနဲ့ဗီယက်နမ်တို့ထိပ်တိုက်တွဲဆုံမှုကဒီနှစ်သိန်းလုံးအတွက်တေးရေးရှည်အမြအသက်ရှူချက်သွားပါတယ်ဒီတော့မြန်မာဗီယက်နမ်ကိုလုံးဝမရှုံးနိုင်မှုအရေးကြီးပါတယ်။တရေကစားနိုင်အောင်အဆင်ပြေပါတယ်။ဒါဆိုရင်ဖိလစ်ပိုင်နဲ့မြန်မာအုပ်စုတက်မှာပါ။ဒါပေမဲ့မမျော်လင့်မဲ့ဗီယက်နမ်ကိုရှုံးနိုင်သွားခဲ့မယ်ဆိုရင်ဒီ3သိန်းကရမ်းမှတ်တူသွားမှာဖြစ်တဲ့အတွက်ပွဲပြီးမှသာဂိုးကွာချချက်ရဘယ်သိန်းအုပ်စုတက်မလဲဆိုတဲ့အဖြေတခုကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။